အားလုံးပဲမင်္ဂလာပါ David တို့ဒီမှာ channel မှာကြိုဆိုလိုက်ပါတယ်10 ရက် 3 လ 2025တနင်္လာနေ့အတွက်နေ့တိုင်းလေးတွေကိုကျွန်တော်ပြောပြပါမယ်ပြီးခဲ့တဲ့အပတ်မှာတော့ကျွန်တော်ရဲ့နေ့တိုင်းတွေကဘရိတ်က3ရက်မိခဲ့ပြီးတော့ကီးကတော့9ရက်လုံးထိခဲ့ပါတယ်ဒီဘက်တော့လည်းမိတ်ဆွေတို့အတွက်ကျွန်တော်အများကြီးဦးစားပေးထားပါတယ်ဒီနေ့အတွက်နေ့တိုင်းလေးတွေကတော့ဘရိတ်အနေနဲ့ကျွန်တော်6-4 နှစ်ဘရိတ်ကိုရွေးပေးထားပါတယ်ကီးအနေနဲ့ကတော့8-3-1ကီးပါရွေးကွက်တွေအနေနဲ့ကတော့8-8-6-8-4-3-6-3-1-3-9ကိုရွေးပေးထားပါတယ်ကျွန်တော်ရဲ့တပတ်စာကက်ကလေးကတော့မွေးဘရိတ်အနေနဲ့4-9ဘရိတ်ကိုရွေးပေးထားပြီးတော့မွေးထိတ်ကတော့4-9ထိတ်ပါတပတ်စာမွေးခွေအနေနဲ့ကတော့6-8-9ခွေဘူးကိုရွေးပေးထားပါတယ် Telegram Free Channel ဝင်ရင်သူများအနေနဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39999850-264မှာလာရောက်ဆက်သွယ်ပြီးတော့ဟိုင်းလို့ရပါတယ်ကျွန်တော်မိတ်ဆွေများအသက်ရှူတိုင်းငွေတွေဝင်ပြီးတော့ဆက်ဆံရေးအဆင်ပြေကြပါစေဗျ